လူတချို့ဟာဘာကြောင့်ဆင်းရဲမွဲတေပြီးတချို့ကတော့ချမ်းသာနေတယ်လေဘာကြောင့်လူဖြစ်ပါလေအတန်းနဲ့တချို့ကတော့အသိဉာဏ်ကင်းမဲ့ပြီးတချို့ကျတော့အသိဉာဏ်ရှိတာဖြစ်ရတယ်လေအေးတချို့ကျတော့ပစ္စည်းဥစ္စာဆင်းရဲမွဲတေပြီးတချို့ကျတော့ချမ်းသာကြွယ်ဝတယ်တချို့ကျတော့ရုပ်အစင်းလှပပြီးတချို့ကျတော့ရုပ်ဆိုးတယ်လူချင်းတူပါလေလူကမွေးတဲ့လူသားဖြစ်ရတဲ့နဲ့လှမလှချမ်းသာကြွယ်ဝခြင်းရှိမရှိကျမ်းမာမှုရှိမရှိဆိုတဲ့ကွဲပြားခြားနားမှုတွေဘာကြောင့်လဲဒါစဉ်းစားကြည့်လိုက်ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုအကြောင်းပဲဖြစ်နေတာမဟုတ်ဘူးအဲ့ဒီအကြောင်းတွေကိုရှာလိုက်တဲ့အခါမှာအိန္ဒိယနိုင်ငံမြတ်စွာဘုရားမပွင့်ခင်ကဒီနေ့ပြောမယ်ဆိုရင် Hinduism လို့ခေါ်တယ်ဟိန္ဒူတွေဒီကိုးကွယ်တဲ့ဟိန္ဒူဘာသာကိုးကွယ်တဲ့လူအများစုအိန္ဒိယသန်းပေါင်း 1000 ကျော်